အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့ဆိုင်ကုန်ဒီပါကျွန်တော်ပြောပြပေးမယ်ဒီမေခွန်းကိုကျွန်တော်ပြောပြမယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဘောဂရီတိုက်ဆက်လို့ပြောပြီးတဲ့ပြန်ခေါ်ချိန်နေပြီးပြောလို့တဲ့ဘယ်လိုလုပ်ရမလဲဆရာတဲ့ပြန်ခေါ်တယ်ဆိုတာသူကအမျိုးမျိုးရှိရပါတော့ဗျဘယ်လိုလဲဆိုတော့နံပါတ်1ကဘာလဲဆိုတော့ဂျူကိုကဒီနှစ်ပိုင်းရှားရောက်ရင်တခုခုပြန်လာပါမယ်အဲ့လိုမျိုးပြန်လာပါမယ်လို့ကတိပေးခဲ့သလားတကူကစံကုန်မြေလေးဖြစ်နေသလားစံကုန်မြေလေးဘာမှလူပွားရောက်တယ်ဘာမှလည်းသုံးမဝင်ဘူးဘာမှလည်းသုံးမကောင်းတော့လည်းမပြူမကောင်းတော့လည်းမလုပ်စံကုန်မြေလေးဖြစ်နေတယ်ဘာမှအကျိုးမထိုးဘူးဖြစ်နေသလားနံပါတ်3ကဘာလဲဆိုတော့ဂရီးတစ္ဆာတွေပျောက်ပြီးဂရီးတစ္ဆာတွေမားနေသလားနံပါတ်4ကိုဆောင်ခဲ့တဲ့ဖခင်ကရန်သူမျိုးတခိုးပေးဓမြပေးနော်ငလင်ပေးအကုန်လုံးဘေးတွေပေါ့နော်လက်နက်ဘေးအဲ့လိုမျိုးတွေဘေးတွေကြောင့်နော်ကတ်တွေကြောင့်ပျက်စီးယိုယွင်းတာတွေဖြစ်သလားပျောက်ချတာတွေဖြစ်သလားအဲ့လိုမျိုးဆိုလည်းပြန်ခေါ်ကြတယ်နော်အဲ့လိုမျိုးပျောက်ချတာတွေဖြစ်လို့ပြန်ခေါ်ရဲဆိုရင်တော့တက်တန်းတွေပါတိုးတောင်းပြီးဆိုရင်ဆရာတော်များများနဲ့မနိုင်ကြဘူးတိုက်ဆိုတဲ့အရာလေနော်ဂတိတွေပါတွေမတီးလို့ပြန်ခေါ်တာလားခေါ်မုံခုံလေးကတော့မျိုးရှိတယ်ကိုကအထက်မှာဘာကြောင့်ပြန်ခေါ်တာလဲတီးဖို့လိုတာပေါ့နော်တီးဖို့လိုပြီးတော့မှကိုလုံးဆန်ရှိရလောက်ရမယ်တကယ်လို့ကိုကအရန်ကြီးဟိုဟာခေါ်တိုင်းဟိုဟာမဖြစ်ဘူးပြီးတော့တိုက်ဆိုတဲ့အရာကလည်းကိုခေါ်လို့မရလို့ကိုယောက်ျားကိုခေါ်တယ်ကိုသားသမီးကိုခေါ်တယ်အဲ့လိုမျိုးမရှိဘူးတိုက်ဆိုတဲ့အရာအဲ့လိုမျိုးတွေမရှိဘူးဒါကြောက်အောင်ခြောက်တာပဲဒါပေမဲ့လို့အရှားဥစ္စာဆောင်လို့ဘာတို့မှကိုကအပြစ်တွေပါတွားလုပ်ပြီးတော့မှမဟုတ်တာတွေလုပ်တယ်ဘိုးဒုက္ခတွေတွားလုပ်ထားတယ်ရှောက်ပြီးတော့မှပါဇက်ကနေပြီးတော့မှပြောထားတယ်ဆိုတော့တမျိုးပေါ့ပြောချင်တာအဲ့ဘန်မပြောကျွန်တော်ဒီတိုက်နဲ့ပတ်သက်ပြီးတော့မှပြောမှာအဲ့ဒီအချက်တွေကကိုကတစ်ချက်ကြောင့်ပြန်ခေါ်ကြတာများတယ်လို့ကျွန်တော်တို့ကတော့ပြောလို့ရတယ်နော်ပြန်ခေါ်ကြတာများအဲ့ထဲမှာရန်သူမျိုးကြောင့်အတိုက်တူးဆရာတွေကြောင့်ပြန်ခေါ်ရဲဆိုရင်တော့တုံတက်တန်းတိုးလို့ရလည်းမရတယ်လို့မျိုးပြောလို့တော့မရဘူးဒါဆိုဆရာကောင်ရန်ကြီးတဲ့သူတွေမှမနိုင်ပြောရင်ကျွန်တော်အဲ့လိုမျိုးနီးနေအောင်ကျွန်တော်မနိုင်ဘူးဆိုတာတကြောင်တည်းမနိုင်ဘူးအဲ့လိုမျိုးလုပ်ရတဲ့ဟာကျွန်တော်ပေါ်မှာတစ်ခါပဲရှိဘူးလေအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှတော်တော်ဟိုဖြစ်ပြီပေါ့နော်အဲ့ဒါကျွန်တော်အဓိကတော့ပြောချင်တာကတော့အဲ့ဒီ၅ချက်တည်းတစ်ချက်ကြောင့်အဓိကတော့ဆရာကြီးနဲ့တိုင်ပင်ပေးဘာကြောင့်ပြန်ခေါ်တာလဲအဲ့လိုမျိုးသိရမှာပေါ့နော်တကယ်လို့ကိုကအဲ့ဒီထဲကနေပြီးတော့မှကိုကဂရီးမတီလို့ဆိုရင်ဂရီးတွေတီအောင်နေပါလေလုပ်ပေးအဲ့လိုမျိုးလုပ်လို့ရတာပေါ့အရှားနေ့လည်းရှိတာပေါ့နော်ပြောချင်တာကတော့ဘယ်လိုလုပ်ရမလဲဆိုရင်ပြန်ခေါ်ဖို့အတွက်နီးပြီဆိုရင်မကြောက်နဲ့ကြောက်စရာမလိုဘူးသာသနာပြုနေတဲ့လူတယောက်ဆိုရင်တော့ငွေကြီးကိုတော့အဓိကကြမှာတော့မဟုတ်ဘူးမေးတိုင်းတော့ဖြေမှာပဲလीနော်ဒါပေမဲ့သူတို့ကအားလားမလားတော့မသိဘူးအများနဲ့တယောက်နဲ့အလုပ်လုပ်ရတာကိုမေးတဲ့မေးခွန်းတွေကသူတို့ကဖြေနိုင်လားတော့ပြောလို့မရဘူးလေနော်အများလောက်ရတာဆိုတော့နားလဲပြီပေါ့စေတနာအရန်ကောင်းတိုင်းလဲသွားပြီးတော့မှဘယ်လိုပြောမလဲလုပ်လို့တော့မရဘူးဘာလဲဆိုတော့ဒီလူကကဲတင်သလားကဲထိုက်သလားအရင်ဆုံးကြည့်ရမယ်ခွန်သားသမီးလုံးအကုန်လုံးကဲလို့မရဘူးကိုယ်တိုင်တော့မှဆရာရေတော်မှသူတို့ကိုယ်တော်မှသူတို့တရားရခိုင်တော့မကဲနိုင်ဘူးသူတို့ဟာတော့မှသူတို့ပြန်ပြီးတော့မှလုံနေရတဲ့အချိန်လေးဆရာရေတော်မှသူ့အနေနဲ့သူတော်မှလုံးပတ်လည်အောင်ကိုယ့်အနေနဲ့ကဲနေရတာဆိုတော့ခွန်သားသမီးတော့အကုန်လုံးကတော့ကဲနိုင်မှာလည်းမဟုတ်ဘူးပြီးတော့ကျွန်တော်ကခိုင်းနိုင်တာမဟုတ်ဘူးเนาะကျွန်တော်ခိုင်းနိုင်ပြီးပြောပြတာမဟုတ်ဘူးဥပမာအနေနဲ့ပြောတာကျွန်တော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဆိုတဲ့အတိုင်းပဲကျွန်တော်တို့ပေါ့နော်တရားဟောမယ်ဆိုရင်ပရိတ်တဲ့ဘလောက်ပဲများပါစေကျွတ်ထိုက်တဲ့သူလာတဲ့ခါကြမှာစဟောတာเนาะအဲ့ဒီရဲ့ဟိုပါကိုမလာသေးဘူးဆိုရင်အဲ့လိုမျိုးမယုံရင်လေးလာကြည့်ပါเนาะဒါကျွန်တော်တို့ကခိုင်းနိုင်ပြီးတော့မှပြောပြတာမဟုတ်ဘူးเนาะကျွန်တော်တို့ကညင်းအဲ့လိုမျိုးမလုပ်ရပါဘူးပြောပြတာပါဥပမာအနေနဲ့ပြောတာကျွန်တော်ပြောတဲ့မှာရိုင်းနာပါတယ်ဟိုလိုမျိုးဖြစ်သွားရင်တောင်းပန်ပါတယ်နိုင်ခိုင်းနိုင်ပြီးပြောပြတာမဟုတ်ဘူးเนาะအဲ့လိုမျိုးရှိရဲဆိုတာပြောပြပေးတာအားကြောင့်မလို့အများနဲ့တယောက်ပြောဆိုဆက်ဆံတဲ့အခါမှာသူတို့စိတ်ကြည်နေတဲ့ချိန်မျိုးရှိမယ်စိတ်ဟိုဟာဖြစ်နေတဲ့ချိန်မျိုးရှိမယ်အဲ့လိုမျိုးလည်းရှိမှာပေါ့ဒါပေမဲ့ကိုကမေးချင်တာဆိုတော့မေးလို့ရတယ်လှမ်းပြီးတော့မှလည်းမေးတာဆရာတွေအများကြီးရှိပါတယ်ကျွန်တော်တွေ့ပါတယ်သဘောကောင်းတဲ့ဆရာတွေအများကြီးရှိပါတယ်เนาะအဲ့လိုမျိုးတွေမေးလို့ရတယ်တကယ်လို့အဲ့လိုမျိုးဖြစ်ပြီဆိုရင်တော့ကျွန်တော်ကတော့ဘာလုပ်ရမလဲဆိုရင်เนาะရေတောက်ရေများလုပ်ပေးပါလို့ကျွန်တော်ပြောချင်တယ်ကိုကလည်းလက်ထဲမှာလည်းငွေကြေးလည်းမရှိဘူးအဲ့လိုမျိုးဖြစ်ရင်ကျွန်တော်ပြောရင်ညီလေးလုပ်ပေးတောက်ရေများလုပ်ပေးပါเนาะပြီးရင်အသက်ကြီးရွယ်ဦးတွေကိုခြေထောက်ဆေးတာခေါင်းလျှော်ပေးတာခြေသက်လက်သက်ညှက်ပေးတာတွေလုပ်ပေးပါအင်္ဂါဖျားကိုရောင်တော်ဖွင့်ပေးပါเนาะရောင်တော်ပြီးတော့ကိုယ့်ရဲ့နေနံတောက်ကျွန်တော်တို့ဒီတိုင်းတိုက်နဲ့ပတ်သက်ပြီးဆိုရင်เนาะကိုယ့်ရဲ့နေနံတောက်ကိုသွားပြီးတော့နေနံတောက်ကစနေတောက်ဆိုရင်စနေတောက်မှာကျွန်တော်တို့စနေဂျိုမှာပေါ့เนาะဖြစ်ပြက်နေတဲ့ညစ်ပတ်နေတဲ့ຢာတွေဖျောင်းနိုင်နေအဲ့ဒါလေးကိုခွာတာတွေတန့်ရှင်းတာတွေပါလုပ်ပေးအယောင်တွေပါဆေးတုပ်ပေးဆေးတပုံးကိုဟိုကျွန်တော်တို့ဘယ်လိုပြောရမလဲ9000 8000အလုံးစုံကုန်3သိန်းပေါ့ကွာတည်ရမလောက်တော့မကုန်ပါဘူးပြောပြတာပါအဲ့လောက်ဘောဘကောက်လည်းပြောရောင်းအမှဆေးလေးပါလေတုတ်ချင်လို့ပါကိုရဲ့တောင်းမှာမတုတ်လို့မရဘူးဆိုလဲကိုယ့်ကိုခွာတန်းတောင်းမိတ်ဆိုရင်အရန်ကုန်ကြလို့နော်အဲ့လိုမျိုးတွေလုပ်ပြီးတော့မှတိုင်တယ်ဒါတော့ကျွန်ုပ်မျိုးမှဘာဂရိတွေလုပ်ပေးဖို့ရှိပါတယ်ဘယ်လိုမျိုးတွေပြုလုပ်ပေးဖို့အတွက်ခွန်ကြီးစောင့်ရှောက်ပေးပါကျွန်မဘယ်ဒီအသက်ရှင်သေးချင်းပါသေးတယ်ထိမ့်ပေးပါကျွန်မကောင်းတာတွေပြုလုပ်နေပါတယ်ဒီကုသိုလ်ကောင်းမှုတွေနဲ့တိုင်တယ်ပြီးတော့ကျွန်တော်ရဲ့စိတ်ကိုဖြစ်ပြီးတော့ကျွန်တော်ပြုလုပ်ပေးပါတယ်ဆိုပြီးတော့မှအဲ့လိုမျိုးတွေကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးပါပြီးရင်တိုက်ဖွင့်ကာတာဖြစ်တဲ့ကျွန်တော်တင်ပြတိုက်ဖွင့်ကာတာဆိုရင်3ပုတ်ရှိပြီเนาะထားပါအောင်ကိုသဘောကျတဲ့တိုက်ဖွင့်ကာတာတစ်ပုတ်ကိုတက်စိလေးတွေပတိစိတ်ပါ
နော်ပုဂ္ဂိုလ်ရဲ့ရည်သူပြီးတော့မှကုသိုလ်အများတွေပေးဝေပါတိုက်နဲ့ပတ်သက်တဲ့အရာတွေကဘယ်လိုဖြစ်တဲ့ပုံစံမျိုးမှတိကျမှာပဲတိုက်စီရတယ်ခုနောက်ပိုင်းကျတော့ဆရာတော်များများလေးပေါ်လာပါပြီဝင်ရောက်ပြီးတော့မှတစ်ခုချင်းလေးလာလို့ရတဲ့ပုံစံမျိုးတွေရှိတယ်နော်ကျွန်တော်ပြောတာနားလည်မယ်လို့ထင်ပါတယ်အဲ့လိုမျိုးတွေပြုလုပ်ပေးအဲ့ဒါဆိုရင်တော့အရန်ကြီးလည်းမကုန်ဘူးထိလည်းထိရောက်တယ်နော်ကိုကမတိဘူးဆိုရင်ဘယ်တိုင်မှန်းလည်းမသိဘူးတိုင်မားမှလည်းကြောက်တယ်ဆိုရင်ဆရာကြီးနဲ့လည်းမတိုင်ပြင်းချင်းဆိုတာကအဓိကမယုံနာမဟုတ်ဘူးလေမတက်နိုင်ဘူးလေနော်အခုခေတ်ကလည်းအခုချိန်ခါလည်းဘာဖြစ်ဖြစ်သူကလည်းသူတော့မငတ်အောင်စားတောက်နေတာဆိုတော့ကျွန်တော်တို့ကတော့နားလည်ပြီးလို့ရတယ်အားကြောင့်မို့ကျွန်တော်တို့ခန္ဓာတို့ရွတ်မယ်မဟာတမြတ်တို့ရွတ်မယ်ကျွန်တော်ကတော့ဝိရုပခနဂါမင်းရဲ့ကျွန်တော်တို့မေရိုလေးပါပေါ့နော်တိုင်တယ်တယ်အမတို့အမဖျားကြီးစောမငါတို့ဘာလို့ဆိုလဲတိုင်တယ်ပြီးတယ်အဲ့လိုမျိုးတွေပြုလုပ်ပေးပါမေတ္တာပို့ပေးပါအဆင်ပြေစေပါတယ်ခင်ဗျာအဆင်ပြေလို့ထင်ပါတယ်